ရထားစီးဖို့လက်မှတ်တော်ဝင်နေရပေါ့နော်ခေါ်ရှယ်ဘူး I don't ever slow up, no I don't take shit. I got no love for the fakeness. If you wanna play tough, I wanna hate this, I'll always show up. I don't ever slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. I don't ever slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. Everything I do so instinctive and so passionate. Every word I move so descriptive like an adjective. I got a vendetta against people who patented being negative when you should be getting after it. I got facts over tracks, this and that. Spitting slow, spitting fast. I could roast, I could gas. Think I'm okay at last, but I don't know if that can erase all the past and the pettiness. A reflection of the emptiness. Hilarious, you think you're worth my time, you're delirious. Mysterious, because you hide behind a fake exterior. Inferior, you know I'll always be a bit superior. Get off of me, this ain't no humble brag. I want you to hear words, you can say them back. I want you to feel free from the chains at last. And to believe in what you got, it was built to last, yeah. Now that I've been put through hell, I never got anyone's help. I had to do it all myself. I don't ever slow up.ခုကတော့ beach ရောက်နေပါတော့ဒီဟာကပါလေပန်ပူရီ beach forest park လာမသိဘူးအဲ့ရောက်နေအမကတကယ်ချင်းနေနဲ့ကမ်ပင်းသွားရပါကမ်ပင်းသွားရဆိုတာမနော်ကမ်ထိုးပြီးတော့တန်ထိုးပြီးတော့ beach ကိုကြည့်မယ်ပေါ့နော်နေချင်းနေနောက်ပါယူရရိုက်ပါဘူးကတော့ကမင်းရောက်နေပါကမင်းထွက်ဝတ်စားပါဝတ်ကြည့်ရတာဘူးကျင်လို့ဆိုတော့ဟာမဟုတ်ပါဘူးအခုကတော့မင်းအထုတ်တယ်ရသွားမလို့ပေါ့နော်ငါအထုတ်ကရောက်နေရပါဖိစ်လာတာ
တာကြီးနဲ့ကျေးဇူးပါကျေးဇူးပါဟောငါတို့ကမလက်ဆက်မှာပြန်လာကတော့ခါနှခုံးကြီးကိုတွားနေရပါတော့သူများရေပြောနေကြတာကြည့်အဲ့လိုဟာတငယ်ချင်းနေOkay so happy ဝါအများကြီးပဲ Hello ဒါတော့အခုပင်လေးရောက်နေရပါတော့။ဒါမှလည်းရှောက်ပြောပါ။ငယ်ချင်းနေနဲ့ Okay ကဲပါcave ပေါ့ဝါစပြီပေါ့နော်စပါပြီပါတော့ cave ကိုလမ်းလျှောက်သွားနေရပေါ့နော်သူကလိန်နဲ့စီးရပြီမယ်500 meter ထပ်လျှောက်ရတယ်ထပ်လျှောက်ရတာကြောင့်မလို့အခုလျှောက်နေပါတော့တငယ်ချင်းတွေကတော့နောက်မှာ3ယောက်ယူရဲဖို့ရှိရောက်လာပြောပါဗျာအဲ့တော့နေလေးစားလို့ခံစားoutfit ပါတူဘောင်းမီဝထားမှာတော့ဘာလို့လဲဆိုလေးစီးလိုက်အဲ့လိုတက်လိုက်ဆင်းလိုက်ဆိုဘောင်းမီကရေတော့လောက်ကမြဲ့ဦးမြုံနေစင်ပြီးတောင်းတက်ပြီးတဝက်ချင်းပြေတော့ပူကြည့်ပြောနေတော့ပြောနေပြန်နေရနောက်တစ်နေရာသွားတယ်ခုဆိုရင်တော့ကျွန်တော်တို့မှိုင်းမှာစိုက်ကြတော့တော့ရှိတယ် ဘယ်နိုင်ရှိရလဲနှစ်နိုင်မှာမြန်မာဆိုင်စားဖို့ရှောက်သွားနေပါတော့ဆုံးပြည့်ဘာမျက်လုံးကြီးနေကြည့်ဘယ်ပူထိုးနေရပါတော့ဘယ်လိုထိုးနေရပါမစားနေစိတ်ညစ်နေရပါဘူးလို့ရရတော့မြန်မာစားတော့ဆိုင်ရောက်တယ်registration form ဖြည့်ပါဖြည့်ပြီးတော့လည်းလို့အဲ့မှာပေးထားတဲ့အတိုင်းဆိုရင်ညီမဟင်းမဟုတ်ဘာသာချက်တော့ချက်တော့ပါရဲ့တကယ်စီးရဲ့အမှတကယ်မကြောက်ဘူးလေမညီမမထဲချင်ဘူးထင်တာဘယ်ရောက်ရောက်ပါတော့
ပွဲထမင်းစားပြီးသွားပြီပေါ့ အမေတကယ်ကြီးကဘိုင်းဝါလို့ထမင်းမကန်3ကန်ထက်မှာ အဲ့ဒီနော်ဘယ်လို ဒါတော့တကယ်ညီမလေးကတုံးနေကဲကောတော့နေရပါတမင်းမလာသေးရောလူ တကယ်လို့အဲ့ဒါကို ပဇွန်စားလေပဇွန်စားပဇွန်စားဒီမိနစ်တုံးလေးကျန်နေတဲ့ဟာအချိန်ကိုဖြုံးပေးဦးတော့ဆိုင်ရကျွေးရဲ့အဖက်တုံးပေါ့နော်ဖရီပါ ဖတ်တော့ သူက3ယောက်စီးနေရပါတော့ နောက်မှာကားပါ မထက်ကပေးမန်းနေရဆိုတော့မထက်ကပေးမန်းနေရဆိုတော့ဒီဆိုင်ကမောင်းနိုင်တော့ဒီနေ့3ယောက်စီးနေရဒီတန်းကွေပါ Let's go ကဲပြေးပါပြေးလိုက်ပါ ကွေလိုက်ပါဟေးအဲ့မပြောက်သေးရဝါရောစီကတာမကဲအောင်ပေါ့နော်ဒါဆိုအရင်အေးနေရှားတော့ခဏနေကြစေးတောက်ဖို့လိုရ ကင်းလေကန်ဆက်လေးရောက်နေရပါအဲ့ဒီမှာလမ်းလျှောက်မောတဲ့လမ်းလျှောက်မယ် ပါအောင်ချောင်းမ